ဗျာဒီလိုတဲ့အာသာတာအဲ့ဒီအမှရုပ်ောက်ပွဲအကြီးအကျယ်နဲ့ဇန်နဝါရီ2ရက်နေ့အတွက်ရေဒီယိုနဲ့ရုပ်သံစပြီးဒီစီကိုအားဖြင့်ဗမာပြည်ကျနဲ့ Facebook ကနေလာတွေကနေတနေ့မှာပို့ပြီးမဲ့တောင်းကြနေတဲ့ဆင်မှာမှုနဲ့ထားမှပြီးအဲ့ဒီညနေ9:00နာရီနဲ့9:00နာရီနားမှုဗီဒီယိုလိုက်ပြီးတော့စပို့ပြီးတော့သင်္ကန်းနဲ့လေးနာကလေးသုံးလို့မှပါတယ်ကျွန်တော်ကြော်နေတယ်ဗျာဒီတော့ကျွန်တော်နေနေတော့ပထမဆုံးအနေနဲ့ထူးခြားတဲ့မြန်မာသတင်းတစ်ခုကိုပြင်ပြမှာဖြစ်ပြီးတော့အဲ့နောက်မှာတော့ဗဒန်ညာမှုဒေတာပေါ်မှာပြန်ပြီးဆွဲမှုကိုညာအနေနဲ့ဆွဲတာသင်ကြတော့ပါတယ်ဗျာအဲ့တော့ဒီလိုကျွန်တော်သတင်းတွေပြန်ပြကြရအောင်နော်လက်ရှိမှာဆက်နေတယ်အားလုံးလည်းဒီပါနေကြောင်းလည်းအများကြီးဖြစ်ပြီးတော့ရေတော့ပဲအောင်မြင်ဆိုတာကျင်းပနိုင်ခဲ့တယ်လို့အိတ်ပတ်နိုင်ငံတွေလည်းဆက်ဆံရေးကိုပေါင်းခဲ့တယ်လို့စစ်ကောင်စီကပေါင်းတော့ဘယ်လိုမျိုးလဲအောင်လည်းကျွန်တော်လည်းပြင်းနေပြောထားလိုက်ပါတယ်။ဒါကလည်းfrom second မှာဒီကနေ့ဆန္ဒနာပြေရေတော့ပဲဆက်ပေါ်လာတဲ့အစိုးရအာဏာတွေလွှတ်ပြောင်းပေးမယ်လို့ဒီလိုရုံးတယ်နေမှာပြောထားလိုက်ပါတယ်။စစ်ကောင်စီရဲ့ဒီကမ္ဘာနဲ့ဆက်ရှိရေတော့ပွဲမှာလက်ရှိမှာရမှုအပြင်းထန်နေတဲ့အိုင်နာတွေပုံတင်နေနဲ့မဲပြီးတဲ့ပုံနာတွေရှိကြတယ်လို့ဒီလိုမျိုးပြောလာတဲ့နိုင်ငံပါတီအများကြီးဝင်လို့ရှိရင်ဒီရခဲ့တဲ့ဒီတော့ပို့ပြီးဒီကအားလုံးထားပါတယ်။အခုချိန်ဒီစစ်တဲ့ပေါ်အောင်လုပ်ခံနေကြတဲ့တက်ထိုင်ပုံပါတီကလည်းအများကြီးဖြစ်နေတယ်။ဘယ်လိုတော်ရည်အောင်မကြောက်ကြမှာလားလက်စတိုင်ကတော့ဖြစ်ပြီးတော့လက်ရှိအချိန်လေးကြီးလက်ဗလာနဲ့စားရရမယ်လို့အာဏာသိမ်းစစ်တပ်ကိုထိခိုက်များစေခဲ့တဲ့အောင်မြင်မှုတွေရရှိခဲ့လို့ဆိုတဲ့အကြောင်းနဲ့ဒါပဲလေအာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်စစ်နိုင်ဖို့လိုနေတယ်လို့လူသားညီရဲ့ဆိုရ NLD ရဲ့ယာယီသမ္မတဒူဝါလာရှိလာကပြောလိုက်ပါတယ်။တော်တော်လေးပြည်နေက NLD ထုတ်ပြန်ကြမှာ PDF နဲ့မှာနဲ့တော်လေးဆိုရင်တနိုင်ငံလုံးအတိုင်းအတာနဲ့မြို့နယ်ပေါင်း39မြို့နယ်ပြေဝသိမ်းပိုက်ထားပြီးတော့40မြို့နယ်လည်းဝန်ဖတ်တင်ထုတ်ထားလို့ပြောပြထားပါတယ်။ဒီပုံစံရုပ်ောက်ပေါ်တိုင်းကလည်းဆက်နေတဲ့မျိုးရရတယ်ဒီပြင်ကြတဲ့အောင်မြင်တဲ့ရုပ်ောက်ပေါ်လို့ဘုရားပြောခွင့်ရပြီဒီလိုကလည်းပြောလိုက်တယ်ဒီတိုင်းမှာလက်ဆန္ဒပေးပြီးနေကြတာကိုသိရတယ်လို့ထားပြီးဒီရန်90ရာခိုင်နှုန်းကျော်နေပြီးတော့ဘုန်းကြီးကခုမှလည်းသူကပြောကြတယ်ဘယ်လိုလဲဆိုတော့ NLD ကဒီလို PDF တွေမှာလက်ဆက်ပြီးတာ